ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့အွန်လိုင်းငွေလိမ်ဂိုင်းတွေတည်ရှိရာ KK ဘက်ကနေထွက်ပြေးလာတဲ့ကြားဖြန့်အလုပ်သမား1000ကျော်ရှိလာပြီလို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ကြားဖြန့်အွန်လိုင်းငွေလိမ်ဂိုင်းတွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ KK ဘက်ကိုစစ်အုပ်စုတပ်ကဝင်ရောက်စီးနင်းမယ်ဆိုတဲ့သတင်းတွေကြောင့်အောက်တိုဘာလ22ရက်ကနေစလို့ကြားဖြန့်အလုပ်သမားအများအပြားထွက်ပြေးနေတာပါ။အဲ့ဒီတဲကတရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားကြားဖြန့်အလုပ်သမားအများအပြားဟာထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်မြို့ကိုထွက်ပြေးသွားတာပဲဖြစ်ပါတယ်။တက်ခရိုင်မဲဆောက်မြို့နယ်မဲကုမြို့နယ်ကွဲအမှတ်9ရပ်ကွက်ရှိဗန်မန်ကူတာဆုံကျေးရွာတစ်ဖက်ကမ်းကနေကြားဖြန့်အလုပ်သမားအများအပြားထိုင်းနိုင်ငံထဲနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။အခုလိုနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ကြားဖြန့်လုပ်သားအရေးအတွက်ဟာအောက်တိုဘာလ24ရက်နေ့မနက်မှာတော့1000ကျော်ထိရှိလာပြီလို့မဲဆောက်မြို့အာဏာပိုင်တွေကပြောပါတယ်။ထွက်ပြေးလာသူတွေထဲမှာအိန္ဒိယနိုင်ငံသား399ဦး၊တရုတ်နိုင်ငံသား148ဦး၊ဗီယက်နမ်၊ဖိလစ်ပိုင်၊အီသီယိုးပီးယား၊ပါကစ္စတန်၊အင်ဒိုနီးရှား၊နီပေါနိုင်ငံတွေကအပြင်ထိုင်းနိုင်ငံသား32ဦးလည်းပါဝင်တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။ကနဦးစစ်ဆေးမှုတွေအရဖမ်းဆီးထားသူအများအပြားဟာအသက်20ကနေ45နှစ်ကြားရှိသူတွေဖြစ်ပြီးတရုတ်နိုင်ငံသားအများစုဟာနိုင်ငံကူးလက်မှတ်ပတ်စပို့နဲ့တခြားအထောက်အထားတွေပါမလာဘူးလို့သိရပါတယ်။ထိုင်းအာဏာပိုင်တွေကလက်ပွေနဲ့ဇီဝဆိုင်ရာအချက်လက်တွေတိုက်ဆိုင်စစ်ဆေးမှုလှုပ်ဆောင်ရမှာတော့တရုတ်နိုင်ငံသားတချို့ဟာနိုင်ငံတကာဖမ်းဝရမ်းထုတ်ပြန်ခံထားရသူတချို့လည်းပါဝင်တယ်လို့ဆိုပါတယ်။တချို့ထွက်ပြေးလာသူတွေကတော့ကြားဖြန့်အလုပ်သမားအဖြစ်အတင်းကျပ်ခိုင်းစေခံရတဲ့လူကုန်ကူးခံရသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။လူကုန်ကူးခံရတဲ့အထဲမှာဗီယက်နမ်၊အင်ဒိုနီးရှား၊ပါကစ္စတန်နဲ့ဖိလစ်ပိုင်နိုင်ငံသားတွေပါဝင်တယ်လို့သိရပါတယ်။ညရီဘတ်ချန် KK ဘက်မှာတော့မနေ့ကအောက်တိုဘာလ23ရက်နေ့ညနေပိုင်းမှာပြစ်ခတ်တံတွေထွက်ပေါ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာစစ်အုပ်စုတပ်ကလည်း KK ဘက်ကနေမြရီမျိုးပေါ်ကိုထွက်ပြေးလာတဲ့ကြားဖြန့်လောက်ကင်သူနိုင်ငံသား118ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်မြရီမျိုးအတွင်းမှာအွန်လိုင်းလိမ်လည်မှုအပါအဝင်တရားမဝင်လုပ်ငန်းတွေမလုပ်ကင်ဖို့ဒေသန္တရအမိန့်တွေထုတ်ပြန်ပြီးတားမြစ်ဆောင်ရွက်နေတယ်လို့စစ်အုပ်စုတပ်ကထုတ်ပြန်ထားပါတယ်။